ခုပြောမှာတော့ကျွန်တော်ဒီကောင်လေး3နည်းလေးပေါ့နော်ဒီကောင်ဘယ်လိုသုံးမလဲဆိုရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်ဒီလင်းထဲဝင်ရမှာပေါ့နော်လင်းထဲရောက်ချင်းသူကလင်းထဲဝင်လိုက်ရင်ကျွန်တော်တို့အကောင့်တစ်ဖွင့်သွားမယ်အော်တိုသူက14ရက်အကောင့်တစ်ဖရီပေါ့နော်ကျွန်တော်ဒီထဲမှာဘာတွေပါမလဲဆိုလို့ရင်ဒီမှာနှလုံးပေါ့ညီမနှလုံးတူးဒီပေါ့နော်ဒီဘက်မှာじゃဒူဘိုင်းပါမယ်ဒီဘက်ကဇကာဒူဘိုင်းပါမယ်စကားတွေအပြင်းပြေးကြည့်လို့ရတယ်ကျွန်တော် VPN မခံပဲကြည့်ပေါ့နော်စကားကြည့်ရင်တော့ကျွန်တော်ဒီမှာကြည့်လို့民国5年，少帅府小少爷病重转危，遍寻名医而不得。စကားကြည့်လို့ရတယ်ဒီလိုထွက်လိုက်မယ်ထွက်ချင်တော့ကျွန်တော်ဒီလိုပတ်လေးနဲ့ပဲထွက်ရမယ်နော်ထွက်လိုက်မယ်ကျွန်တော်ဒါဆိုဒူဘိုင်းပေါ့နော်ဒီနေ့ထိထွက်ထားတာဒီကောင်ဘယ်လိုအသုံးကြည့်ရမလဲဆိုရင်ဒီဘက်ကခွေပူလေးတွေထိုးရမှာညတယ်နော်ဒါဆိုရင်မနက်ဖြန်အတွက်တော့ကျွန်တော်မတင်ရသေးဘူးเนาะဒီလိုဒီနေ့လေးမှတင်ဟုတ်တယ်မယ်ဒီနေ့အတွက်ဒါဒီနေ့အတွက်ကဒီကောင်အဲ့လိုမျိုးလာတာပေါ့နော်တော့ဘယ်လိုကြောင့်လဲဒီခွေပူနှစ်ခုထိုးလို့ရင်ဒါနောက်ရက်သူ6ချိန်ထွက်တယ်ဗျအဲ့လိုသူပဲအဲ့လိုမျိုးဒီခွေပူဆိုရင်ဒါနောက်ရက်6ချိန်အဲ့လိုမျိုးကျွန်တော်ဒီအရောင်လေးပြရတာမှန်ထားတာပေါ့နော်မှားတဲ့ချိန်လေးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုမတွေလေးလာကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီမှာဒါဆိုတော်မှန်နေဗျတရက်ကိုအနည်းဆုံး2ချိန်လောက်တော့ AC ပဲတော့အခွေပူကျွန်တော်ပေးထားတာပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ဒါကတော့ဒူဘိုင်းကကိုမတွေတော့ပေါ့နော်ဒီဘက်ကကျတော့ဒူးဒီဒါမြန်မာဒူးဒီပဲဒူးဒီကတော့ကျွန်တော်တင်တာတော့ကြာနေဆိုမှတ်တမ်းတော့တော်တော်များသွားပြီနော်ဟိုကောင်ကတော့ကျွန်တော်အခုမှစလုပ်ထားတာဖြစ်တဲ့အတွက်မှတ်တမ်းသိမများသေးဘူးအများကြီးလဲထပ်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်မအားသေးလို့မို့ဒီမှာမြန်မာဒူးဒီဆိုရင်ကြတော့ဘယ်လိုလဲသူကကျတော့9ရက်မှုကြီးပေါ့နော်သူကတော့ရက်နည်းနည်းများသွားတာပေါ့ဘာလို့လဲဆိုတော့သူကတရက်မှ2ချိန်ပဲထွက်တာကျွန်တော်အရင်ကတော့ဆိုဒီမှာ9ပတ်ပြောတယ်နော်ကျွန်တော်ဒီ4ရက်မှမထွက်ခဲ့လို့လေ9ရက်ပတ်တော့တော်တစ်ချိန်အောင်ထီမှာဆို9ပတ်ခိုင်းလိုက်တာဒီမှာ9-3လည်းမိတယ်နော်အခုလိုင်းမှာဒီ2ခွေပဲကျန်တယ်ဗျဒီတစ်ခွေဆိုရင်269ဆိုရင်ကျွန်တော်တို့ဒီမှာ2ရက်ရှိသွားပြီမထွက်သေးဘူးနောက်ထပ်3ရက်ပဲလာရတော့မှာဒီ980ဆိုရင်83ညအခွေပူဆိုရင်လည်းအဲ့လိုမျိုးဟို1ရက်ပြီးသွားရနောက်ထပ်4ရက်ပဲကျန်တော့အဲ့လိုမျိုးလိုက်ရမှာသူပြက်ပင်မရှိဘူးဒီကောင်ကလည်းတော်တော်လေးမှန်တယ်ကျွန်တော်နော်ဒီမှန်တော့ဒါထိုးရမယ့်ဟာတွေပေါ့နော်ပေးထားတာအဲ့လိုမျိုးဒူဘိုင်းမှာဆိုရင်လည်းအဲ့လိုမျိုးပဲကျွန်တော်ဒီဘက်ကလေးရဒါထိုးရမယ့်ဟာပေါ့နော်ဒီဟာဆိုရင်ဒါနောက်ရက်အတွက်မတင်ရသေးဘူးပေါ့နော်နှစ်ဖက်ကျွန်တော်တင်ပေးမယ်ဒီအောက်ဆုံးဟာလေးကိုပဲကြည့်ရမယ်ဒီနှစ်လေးမှနှစ်ဖက်ဆိုခဏခွေပူရောက်လာလိမ့်မယ်နှစ်ဖက်ဒီနှစ်မှထိုးရမယ်နှစ်ဖက်6ချိန်ပေါ့ဗျထွက်မယ်ပေါ့သူမှန်သွားမယ်မှန်မယ်ပေါ့ဗျမှန်တယ်တရားဝင်လို့ပဲနော်ကျွန်တော်ဆိုရဲအသုံးပြုနည်းလေးပါကြည့်ပါ9ရက်ပြည့်ပြီဆိုရင်တော့ကျွန်တော်ဒီမှာဒီ ID လေးနဲ့လာပြီးတော့ဝယ်ရမယ်ပေါ့နော်တစ်ပတ်9000ပေါ့တစ်လဆိုရင်1000ပေါ့တစ်ပတ်ကို9000တစ်လသာဝင်ရင်တော့1000ပါအဲ့ဒါလေးပြောတာပါကျွန်တော်တို့နော်စကားလေးကြည့်လို့ရတယ်ဟုတ်ကဲ့ပါကျေးဇူးပါကောင်းဖို့ဝင်ရတော့9ရက်ဖရီ3ပါဟုတ်တယ်ကျွန်တော်လင်လေးပဲနော်မှန်လည်းမှတ်ထားကြပါနော်မှတ်ဆိုရင်ကျွန်တော် channel လေး Telegram channel မှာလည်းလာပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော် Telegram channel ပါနော်အဲ့တော့တူဒီတော့လို့တရားကိုရိုက်ပို့လိုက်လို့ရတယ်နော်ရိုက်ပို့လိုက်ရတယ်ကျေးဇူးပါကျွန်တော် channel မှာလည်းပင်လေးထောက်ထားပြီးနော်ပင်ဆိုဒီကောင်လေးပင်ထောက်ပေးထားတယ်အပေါ်ဆုံးပါပေါ့နော်တတိတိလေးလည်းမှန်ထားတယ်ကျွန်တော်ဒီဘက်တော်လေးတတိတိလေးလည်းတပတ်ချလို့မှန်နေရနော်ကျွန်တော်ဒီမှာတတိတိလည်းလေးကိုခုံလုံးလည်းအောင်လေးကိုအောင်လည်းဒီမှာလည်းနှစ်ခါအောင်ထားရနော်ဟုတ်ကဲ့ကျေးဇူးပါ